Okay ဒီနေ့ကျွန်တော်နဲ့ကျွန်တော် Ricky ပေါ့နော်ကျွန်တော်နဲ့ Grace နဲ့အားလုံးပြောပြချင်တာကျတော့ Australia မှာအိမ်ဝယ်ခြင်းပြီဆိုရင်ကို first home buyer ပေါ့နော်အိမ်ဝယ်ခြင်းပြီဆိုရင်အခုဒီ October လမှာထွက်လာမဲ့ government ရဲ့ first home buyer 5% scheme ကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့် Australia မှာအိမ်ဝယ်ရဆိုရင်ကျွန်တော်တို့20% deposit ပေါ့နော် stand ပုံမှန်အားဖြင့်ပေးရတယ်ပေါ့နော်ဒီတကယ်လို့20% up 15% 10% ပဲပေးရဆိုရင်ကျွန်တော် Lender Mortgage Insurance ဆိုတာဝယ်ရတယ်ဒီ scheme မှာကျတော့ဒီ 5% ပဲ deposit ပေးရုံနဲ့ဒီဟာအိမ်စဝယ်လို့ရတယ်ပေါ့နော်ဒါကတကယ်ကိုကောင်းတဲ့သတင်းပေါ့နော်ကျွန်တော်ဝယ်ချင်တဲ့လူတွေတော့တကယ်ကိုကောင်းတဲ့သတင်းပေါ့အဲ့ဒါအားလုံးကိုအသေးစိတ်ကိုကျွန်တော်တို့နှစ်ယောက်ကပြောပြချင်ပါတယ်နော်ဒီ scheme ကရှိတာကြပြီအမှန်တော့ဒါပေမဲ့အခုဒီ 1st of October ကနေပြောင်းလဲမှုတချို့ရှိရယ်ကွာထားပါတော့အရင်တော့ဆိုလို့ရှိရင်သူကsingle solution ရင် yearly income 3,000ခွဲအထက်ဆိုလို့ရှိရင်သူကဒီ scheme က eligible မဖြစ်တော့ဘူးပြီးလို့ရှိရင် joint income ဆို2,000အထက်လာမသိဘူးကွာအဲ့ဆိုရင်တော့ eligible မဖြစ်တော့ဘူးဒါပေမဲ့အခု 1st of October ကနေစပြီးမှဒီ government ကဒီကိုမ income ဘယ်လောက်ရှိကွာထားပါတော့ဒီ single တယောက်က3,000တစ်နှစ်မှရှိလို့ရှင်လေသူက deposit မရှိဘူးဆိုလို့ရှင်သူကဒီ scheme eligible ဖြစ်သေးတယ်okay အဲ့လိုမျိုးကွာပြီးလို့ရှိရင်အရင်တော့ကကြတော့သူကspace တွေ limit ထားကွာထားပါတော့နေရာ3,000နေရာ5,000အဲ့လို limitation ရှိတယ်okay like အရင်ရတယ်ကိုအရင်ယူကွာ basically ဒါပေမဲ့အခုကကြတော့limit လည်းမရှိတော့ဘူး no space limitation ဆိုတော့ကိုက5% ready ရဆိုလို့ရှိရင်တော့ like eligible ဟိုဖြစ်တယ်ကွာပြောမယ်ဆိုရင်တော့တကယ်တော့အဲ့လိုမျိုး20%ကြီးထည့်စရာမလိုဘူးပေါ့နော်% ရှိရင်တော့မှထည့်စရာမလိုဘူး 5% ပဲထည့်ထားပြီးတော့အဲ့ Lender Mortgage Insurance လည်းပေးစရာမလိုဘူး yeah really good yeah အဲ့တော့ဘယ်သူတွေကဒါကို eligible ဖြစ်လဲဆိုတာတစ်ချက်ပြောလို့ရတယ်ကွာဆိုတော့ eligible ဖြစ်ဖို့အတွက်ကကြတော့PR ဖြစ်ရမယ်တို့မဟုတ်လို့ရှိရင် citizen ပေါ့နော် Australia PR တို့မဟုတ် Australia citizen ဖြစ်ရမယ်တစ်ချက်ပြီးလို့ရှိရင် Australia မှာဘယ်တော့တုန်းကမှအိမ်မပိုင်ဘူးရအောင်မပိုင်ဘူးရအောင် okay first home buyer ဖြစ်ရမယ်ကွာsecond home buyer လို့ဆိုမရအောင်အဲ့လိုမျိုးကွာနောက်တစ်ခါကျတော့ဒီအိမ်ကိုဝယ်လိုက်ပြီးဆိုတာနဲ့ပဲသူကဒီအိမ်မှာ12လတော့အနည်းဆုံးနေရမယ်okay ဒါဆိုရင် first home buyer နဲ့တူတူပဲဟုတ်တယ် owner occupy ဖြစ်ရမှာဟုတ်အဲ့တော့12လအနည်းဆုံးနေရမယ်ပြီးလို့ရှိရင်အနည်းဆုံးတော့ 5% deposit ရှိရမယ် that's the eligibility I think pretty straightforward ဟုတ်တယ်အဲ့ဆိုရင်ဒီ scheme ရဲ့အဲ့လိုမျိုး pros and cons ပေါ့နော်အဲ့လိုမျိုးအဲ့ဒါနည်းနည်းလေးပြောပြချင်တာပေါ့နော်ဒီဟာအတွက်ကဘာလဲဆိုတော့ကောင်းတာကဒီ scheme ရဲ့ပြောမယ်ဆိုရင်အားသာချက်လို့လည်းပြောလို့ရပါဘောနော်အားသာချက်ကဘာလဲဆိုတော့ဒီကျွန်တော်တို့လိုအိမ်ဒီ Australia မှာအခုမှရောက်လာတော့၎င်းတင်မလားနေရာကြာပြီးတော့၎င်းတင်မလားအိမ်ဝယ်ခြင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဒီကျွန်တော်ရဲ့ဒီ expense တွေအကြောင်းမျိုးဒီ cash အဲ့လိုမျိုးအခက်ခဲရှိတဲ့လူတွေအတွက်ကြတော့ဒီ 5% နဲ့ဆိုရင်တော့ဖြစ်နိုင်တယ်လေနော်ပို့ပြီးတော့ဒီ property market တွေကိုဝင်နိုင်ဖို့လွယ်တာပေါ့ခုနပြောရလို့ပဲ Lender Mortgage Insurance လည်းပေးကြမလို့ which is ဒီကamount ကလည်းများတယ်လေနော်ဈေးကြီးရယ် Lender Mortgage Insurance ကဘာလို့လဲဆို property value ပေါ်မှာမူတည်ပြီးမှသူကပုံမှန်ဆိုလို့ရှိရင် 1,000 2,000အဲ့လိုရှိရယ်ဘယ်လောက် percentage လောက်ပေးရလဲ like အနည်းဆုံး roughly 2% 2 to 3% ရဲ့ property value ရှိရယ်ကွာဆိုတော့အဲ့ဟာကပေးစရာမလိုဆိုတော့ I think that's a massive thing to do ဒါတော့အဲ့ Lender Mortgage Insurance လကားပေးလိုက်ရတာပါအဲ့တော့ကိုယ့်အတွက်ဘာမှဂျိုးမရှိဘူးလုံးတော့လည်းဂျိုးမရှိပါမရှိဘူး plain ပေးရပါတော့ fan yeah အဲ့ဆိုအားသာချက်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုပြောမလဲ great ရှင်းပြလိုက်မယ် better interest rate ဆိုတော့အဲ့ဟာပါလဲဆိုလို့ရှိရင်ဒါကတော့လူတော်တော်များများမသိတဲ့ကိစ္စကွာဆိုတော့ဒီအတိုးနှုံးမှာဆိုလို့ရှိရင်အရင်တော့ကဆိုလို့ရှိရင်ကိုက 10% ပဲထည့်ရဆိုလို့ရှိရင်အတိုးနှုံးက automatically နည်းနည်းပိုစေးကြီးရယ် 20% ထည့်ရလူနဲ့ 10% ဆို 20% ထည့်ရလူကအတိုးနှုံးပုံမှာတက်တာရယ်ကွာokay အရင်တော့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီတော့ဒါပေမဲ့အခုကဒီ government scheme မှာကြတော့ကိုက 5% နဲ့ထည့်ပေးမယ် government က guarantee လုပ်ပေးတဲ့အတွက်ကြောင့်မလို့အတိုးနှုံးမှာလည်းသူက 20% ပေးထားသလိုမျိုးဘဏ်ကအဲ့လိုဆက်ဆံတယ်okay အဲ့ဆိုတော့အတိုးနှုံးက government ကိုပိုယုံကြည်တယ်
အဲ့လိုမျိုး ဟောအတူတော့ကလည်းပူတတ်တာတယ်ကွာ Yeah. အဲ့အားကြတော့သူတော်တော်များများမပြောဘူးဒါပေမဲ့ that's like really အရန်ကောင်းတဲ့ benefit တစ်ခုကွာဘာဖြစ်လို့လဲဆိုပုံမှန်အားဖြင့် 10% နဲ့ပဲဝယ်လူတွေဆိုသူတို့ဆိုပုံနာလေအတူကပုံမြင့်နေကွာပုံမှန် 20% ဒါပေမဲ့ဒီ 5% scheme ကကြတော့ကိုက 5% ပဲပေးတော့များလဲပဲ government က guarantee လုပ်ပေးနေရဲ့ကြောင့်မလို့အတူတော့ကလည်းတတ်တာလေလို့ပြောလို့ရတယ်ရန်ကောင်းနော်ရန်ကောင်းတယ် yeah ဘယ်ပြောမလဲအဲ့ပြောမယ်ဆိုရင်တော့အေးပေါ့ again ကိုက 5% ပဲပေးရမယ်ဆိုတော့ကိုကြိုက်တဲ့ property ကြိုက်လို့ရွေးလို့ရတယ်နော်ကျွန်တော်အရင်တော့ကျွန်တော်အိမ်ပထမဝယ်တော့ဆိုရင်6သိန်းအောက်အဲ့ဒါပဲကျွန်တော်ရွေးပြီးဝယ်ခဲ့ရပါတော့အဲ့ဆိုတော့ဒီ scheme အတွက်ကြတော့ကိုကဒီ 5% ရှိလို့ねကိုကြိုက်တဲ့ဒီဟာကိုအဲ့ property ရွေးဝယ်လို့ရတာပေါ့ဟုတ်တယ်ဒီတစ်ချက်ရှိတာတကယ်လို့အဲ့9သိန်း10သိန်းတန်နေဝယ်မယ်ဆိုရင် you need to have 5% plus cost yeah okay အဲ့ဆိုရင် stamp duty ဘာညာတော့ပေးရမှာပါပေးရမှာokay yeah cost ကတော့ရှိမှာပါလို့ဆို cost ကတော့ဒါကကြတော့ဒါတော့ဖြောင်းလို့မရတာကွာ cost ကတော့ yeah အဲ့ဆိုပြောမယ်ဆိုရင်တော့ဒီ Victoria မှာဆိုရင်ပေါ့နော်အဲ့ဆိုဒီ6သိန်းအရင်တော့လိုပဲနော် first home buyer subsidy ပေါ့နော်ပြောမယ်ဆိုရင်6သိန်းနဲ့6သိန်းအောက်ဆိုရင် stamp duty ပေါ့နော်ပြောမယ်ဆိုရင်အခွန်ငွေပေါ့နော်ပေးရမလို့6သိန်းနဲ့9သိန်းခွဲဆိုရင်9သိန်းခွဲအထိဝယ်မယ်ဆိုရင်6သိန်းနဲ့9သိန်းခွဲကြားတွေက2သိန်းခွဲပဲဒီအခွန်ကိုပေးရမယ်ပေါ့နော်သိန်းခွဲ2သိန်းခွဲ3သိန်းခွဲ sorry discount ရတယ်ကွာ6သိန်းနဲ့9လောက်ပဲမှာ9သိန်းခွဲအထက်မှာတော့ full price ပေးရတယ်ဟုတ်တယ်ဒါပေမဲ့ဒီ9သိန်းခွဲအထက်ဆိုရင်တော့yeah အပြည့်ပေးရတယ်ပေါ့နော် yes yeah အဲ့ဆိုတော့concept အကြောင်းလေးပြောပြပါဦးအဲ့တော့သူရဲ့အားနည်းချက်ကပါလဲဆိုရင်ဘယ်လိုပြောမလဲဆိုရင်သူက900ခိုင်နှုန်းပဲကိုကထည့်တယ်ကွာဆိုတော့95ခိုင်နှုန်းကိုကချီးရဲဆိုလို့ရှိရင် repayment ကလည်း95ခိုင်နှုန်းမှာပြန်ပေးရမှာကွာဟုတ်တယ်မလားဟုတ်တယ်အဲ့တော့repayment ကနည်းနည်းတော့ပိုမြင့်မှာပေါ့နော်interest ကပိုများမှာဟုတ်အေးတော့ကိုပေးရတဲ့ interest ကလည်း obviously ပိုများမှာပေါ့အဲ့အတွက်အဲ့လိုမျိုးဆို95ခိုင်နှုန်းပေါ့မှာဆိုဒါကတော့ဒါတော့အာနာချစ်လို့တော့ပြောလို့ဆရာမလို့ပါဘူးဒါပေမဲ့ဒါကတော့ like just the way it is ကွာ common sense နောက်တစ်ခုကကြတော့ဘာလို့လဲဆိုရင်ဒီ 5% scheme government ကို support လုပ်တဲ့ lenders တွေဥပမာဆို ban တွေကလည်း ban တိုင်းက support မလုပ်ဘူးကွာတချို့ ban ဥပမာဆို ANZ ဆို government support မလုပ်ဘူးကွာအဲ့တော့တချို့ ANZ ကိုပဲကြိုက်ပါတယ်ဆိုရဲလူတွေကကြတော့ဒီ government scheme နဲ့တုံးချင်တယ်ဆိုရင်တော့ ANZ က support မလုပ်တဲ့အတွက်ကြောင့်မလို့မရအောင်ဆိုတော့အမျိုး limited ဖြစ်တာပေါ့နော် lenders choice မှာကြတော့အဲ့လိုမျိုးအဓိကတော့တလောက်ပါပဲဘာလို့လဲဆိုဘန်တိုင်းကဟိုမျိုးမလုပ်ဘူးတဲ့အတွက်ကြောင့်မလို့ government scheme ကို support လုပ်တဲ့ဘန်တွေနဲ့ပဲကိုကသွားရမှာအေးပါဒီဘန်တွေက government scheme ကို support လုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ video ရဲ့အောက်က link မှာကျွန်တော်link လေးချပေးထားလိုက်မယ်နော်ဟာပေါ့ Housing Australia အကယ်၍ပို့ပြီးမှ information တချို့သိချင်တယ် Grace ဆိုလည်းပြောတာတွေနည်းနည်းကြံခဲ့တယ်ဆိုလို့ရှိရင်ဒီ Housing Australia ထဲမှာဝင်ပြီးမှကြည့်လို့ရတယ်ကွာအဲ့ထဲ all information ကတော့ရှိပြီးသားပဲဒါပေမဲ့ကျွန်တော်တို့ကကျတော့အလွယ်ဆုံးနဲ့အလွယ်ကူဆုံးသိအောင်လို့မျှဝေခြင်းပဲဖြစ်ပါတယ် knowledge ရှင်းပေးရဟုတ်ပြီရေမေးချင်တာရှိလို့ရှင်လဲ comment ထဲမှာလည်းရေးလို့ရပါတယ် of course yeah အကုန်ရေးထားလို့ရတယ် so ဒီလောက် knowledge တွေပြန်မှဖြည့်ပေးလို့ရတယ် yeah ဘယ်လောက်ပါပဲ I think that's it okay အေးမြန်မြန်ဝယ်နိုင်ပါစေ okay yeah နောက် video မှာတွေ့မယ်နော်တတာ